ကျွန်တော်စောသွင်းပါအခုဒီကပြောပြပေးမယ့်အကြောင်းအရာတွေကကျွန်တော်တို့ဒီတချင်းတွေပေါ့တချင်းတွေကော့ရှာတဲ့နေရာမှာဒီ music တချင်းတွေပေါ့လေ MP3 file တွေပါတယ်အဲ့ဒီတချင်း file တွေတချင်းတွေကော့ရှာတဲ့နေရာပါကျွန်တော်တို့ course လေးတွေကိုပြပေးတဲ့ software လေးပေါ့လေအဲ့ software လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ် software လေးရဲ့နာမည်ကတော့Sonic Visualizer လို့ခေါ်ပါတယ်။အဲဒီ Sonic Visualizer ဆိုတဲ့ software လေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့သချင်းတွေကိုကော့ကလေးတွေပေါ့လေ။အဲဒီ MPV သချင်းလေးတွေကိုအဲဒီ software ထဲမှာထည့်ပြီးတော့ဖွင့်လိုက်မယ်ဆိုရင်အဲဒီသချင်းတွေမှာတိခတ်ထားတဲ့ guitar ကော့လေးတွေကော့ကလေးတွေကိုပြပြီးမှဖြစ်ပါတယ်။အဲဒီလိုကော့ရှာတဲ့ software လေးဖြစ်တဲ့ Sonic Visualizer ဆိုတဲ့computer software လေးအသုံးပြုပုံပြုနေလို့ကျွန်တော်ပြည်သက်ကြီးကိုပြုလုပ်ပြမှာဖြစ်ပါတယ်ကျွန်တော် online မှာ download link လေးနဲ့တင်ပေးထားပါတယ်32 bit အတွက် software ရဲ့64 bit အတွက် software ရဲ့ပြီးတော့ plugin band plugin ထဲမှာထည့်ရမယ် data file တွေပါကျွန်တော် raw file နဲ့ကျွန်တော်တင်ပေးထားပါတယ်အဲ့မှာကိုယ့်ရဲ့ကွန်ပျူတာနဲ့ပတ်သက်တဲ့ဟိုပါပေါ့ကိုယ့်ရဲ့ကွန်ပျူတာနဲ့ကိုက်ညီမဲ့32 bit ကွန်ပျူတာဆို32 bit software ကိုခေါင်းလုံးချပါ64 bit ကွန်ပျူတာဆိုရင်64 bit နဲ့ပတ်သက်တဲ့ software ကိုခေါင်းလုံးချပါကျွန်တော် download နေတယ်ကျွန်တော်တင်ပေးထားပါတယ်software ကိုအသုံးပြုပြီးတော့ဒီတချင်းကော့တွေဘယ်လိုရှာမလဲဆိုတဲ့ဥစ္စာကိုတော့ဒါကျွန်တော်ကွန်ပျူတာကိုအသုံးပြပြီးကွန်ပျူတာကိုအသုံးပြုပြီးတော့ကျွန်တော်လုပ်ဆောင်ရှင်းပြပေးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကွန်ပျူတာကိုအသုံးပြုပြီးတော့ဒီ Sonic Visualizer ဆိုတဲ့ software လေးကိုအသုံးပြုပြီးတော့အချင်းကော့ရှာပုံရှာနည်းကိုကျွန်တော်ပြုလုပ်ပြပါမှာဖြစ်ပါတယ်ခင်ဗျာအဲ့တဲ့ file တွေကို download ဆွဲပြီးဆိုရင်ကျွန်တော်တို့ download ဖော်တာတွေကိုသွားပါမယ် download ဖော်တာတွေကိုနှိပ်ဝင်လိုက်ပါအဲ့ဒီမှာခုန download ချထားတဲ့software နဲ့ band plugin ဆိုတဲ့ raw file တွေတွေ့ပါလိမ့်မယ်ဒါကတော့32 bit computer အတွက် installing ပြုလုပ်ရမယ့် software ပါဒါကတော့64 bit computer အတွက် installing ပြုလုပ်ရမယ့် software ပါဒါလေးကတော့ band plugin ဆိုတဲ့ raw file တွေပါဒီ raw file လေးကို raw ဖြည့်လိုက်ပြီးတော့အဲ့ဒီတည်းက data file တွေကိုကျွန်တော်တို့ Windows C program ရဲ့Windows C program ထဲက band plugin ထဲမှာတွားပြီးတော့အဲ့ဒီ data file တွေကိုတွားထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စက်နဲ့ကိုက်ညီမဲ့ software installing ပြုလုပ်လိုက်ပါ next ကိုနှိပ်ပေးပါပြီးတော့ iExpress ဆိုတဲ့ဘေးနား4000ခွက်ဖြူအောင်4000ခွက်ထဲမှာအမှတ်ချစ်ကလေးကလစ်နှိပ်ပြီးချစ်ပေးလိုက်ပါပြီးရင် next ကိုဆက်နှိပ်ပါဒါဆိုအခု installing ပြုလုပ်မဲ့ software ကကျွန်တော် Windows C program file 86ထဲမှာရောက်နေပါလိမ့်မယ်အဲ့တော့ next ကိုဆက်နှိပ်ပြီးသွားပါ install နှိပ်ပါ yes ကိုဆက်နှိပ်ပြီပါဒါဆိုရင်တော့
installing ပြုလုပ်တာပြီးတော့ပါပြီအောက်ဆုံးက finish ဆိုတဲ့နေရာလေးကို click တစ်ချက်ထပ်နေပြီလေပါပြီးရင်ကျွန်တော်တို့ back source ကိုပြန်ထွက်လိုက်ပါဒါဆိုရင်တော့မိမိရဲ့ကွန်ပျူတာ desktop ပေါ်မှာ Sonic Visualizer ဆိုတဲ့ software လေး installing လုပ်ပြီးတာတွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခုန code တွေပေါ်လာဖို့အတွက်ကိုခုန bump plugin ဆိုတဲ့ raw file လေးကိုဖြည့်ပြီးတော့အဲ့ဒီက data file တွေကို Windows C ရဲ့ program ထဲမှာတွားထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ခုန raw file လေးကို raw ဖြည့်ပါမယ်ဒီ bump plugin ဆိုတော့ raw file လေးပါအဲ့ဒါလေးကို click နှိပ်ပြီးတော့ကျွန်တော်တို့ raw ဖြည့်လိုက်ပါ raw ဖြည့်ပြီးရင်ဒီ data file ဒီမှာရှိသမျှ data file အကုန်လုံးအချက်လက်တွေကိုကျွန်တော်တို့အကုန်လုံး offset လုပ်လိုက်ပါ CTRL နဲ့ A နဲ့တွဲနေလိုက်ရင်လည်း offset ဖြစ်ပါတယ်အကုန်လုံး offset ထားလိုက်ပါပြီးရင်ကျွန်တော်တို့Windows C program file တွေကိုသွားပါမယ်အဲ့ဒီက program file ဆိုတဲ့ folder တွေကို click နှိပ်ဝင်လိုက်ပါပြီးရင်ဟိုးအောက်ဆုံးမှာ bump plugin ဆိုတဲ့ folder လေးရှိပါတယ်အဲ့ folder လေးကို click နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ခုန raw ဖြည့်ထားတဲ့ဒီဟို data file တွေအကုန်လုံး copy ယူပြီးတော့ကျွန်တော်တို့အဲ့ bump plugin ဆိုတဲ့ဒီ folder တွေကို copy ယူပြီးတော့ထည့်လိုက်ပါ CTRL A နဲ့ကျွန်တော်တို့ခုနကအကုန်လုံး paste လုပ်ထားခဲ့တာပါအဲ့ဒီ file တွေအကုန်လုံးဒီ bump plugin ဆိုတဲ့ folder ထဲကို drag ဆွဲပြီးတော့ဆွဲထည့်လိုက်လို့လည်းရပါတယ်ဒီလို drag ဆွဲမယ်ဆွဲပြီးတော့ဒီလို paste ချလိုက်ပါမယ်โอเคပါဒါဆိုရင်ရပါပြီဘက်ပြန်ဆိုပြီးထွက်လိုက်ပါပြီးရင်ကျွန်တော်ဒီ Sonic Visualizer ဆိုတဲ့ software ကို click နှစ်ချက်နှိပ်ပြီးတော့ဖွင့်ဝင်လိုက်ပါဒါဆိုရင် software ထဲမှာဒီလိုမျိုးအခင်းချင်းပုံစံလေးနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်အဲ့တော့ဟိုးထိတ်ဆုံးအပေါ်က transfer ဆိုတဲ့နေရာမှာကျွန်တော်တို့ကနှိပ်ဝင်ပြီးတော့ခုန code တွေပေါ်အောင် function လေးတချို့ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကိုတချင်း MPD ချင်းတစ်ပုဒ်ကိုအရင်ဆုံး file ထဲမှာနှိပ်ပြီးတော့ရွေးလိုက်ပါ open ဖွင့်ပြီးတော့ချင်းတစ်ပုဒ်ကိုယူလိုက်ပါဒါတော့ဒီတချင်းလေးကျွန်တော်ဒီ software တော့ရောက်သွားပါပြီအဲ့တော့ရောက်သွားပြီဆိုရင်အဲ့ဒီတချင်းလေးကိုကျွန်တော်တို့ code တွေဖော်ပြပေးဖို့အတွက်ကိုကျွန်တော်တို့ခုန transfer ဆိုတဲ့စာတန်းနေရာလေးကိုနှိပ်ဝင်လိုက်ပါအဲ့ဒီမှာ plugin name ဆိုတဲ့နေရာလေးရှိပါတယ်အဲ့ plugin name ဆိုတဲ့နေရာလေးကဘေးနာ Crodino ဆိုတဲ့စာတန်းနေရာလေးရှိပါတယ်အဲ့နေရာလေးကိုမောက်ကလေးနဲ့မြားလေးနဲ့ဆက်သွားရမယ်ပြီးရင်ကျွန်တော်ဒီဘက်ဘေးနာ code ဆိုတဲ့ code estimate ဆိုတဲ့စာတန်းနေရာလေးကိုဝင်ပြီးတော့ click နှိပ်ပေးလိုက်ပါအဲ့ဒါဆိုရင်ဒီလိုပုံစံမျိုးပေါ်လာပါလိမ့်မယ်ဟိုးအောက်ဆုံးက OK ဆိုတဲ့နေရာလေးကို
ထပ်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့အန်ကုတ်တင်းလုပ်နေပါပြီဒါကော့တွေဖော်နေပါပြီဒါလေးပြီးဆုံးအောင်စောင့်ပေးလိုက်ပါဒါလေးပြီးဆုံးအောင်စောင့်ပေးလိုက်ပါโอเคဒါဆိုရင်တော့အဲ့ဒီရှင်းထဲမှာရှိနေတဲ့ကော့တွေအခုလိုမျိုးမြင်တွေ့ရပြီဖြစ်ပါတယ်အဲ့တော့ပလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့စမ်းကြည့်လို့ရပါပြီဒါဆိုရင်ဒီရှင်းထဲမှာကြည့်ခဲ့ထားတဲ့ကော့တွေကအခုလိုမျိုးပေါ်နေပါပြီဒါ E flat minor 7 A ဒါကော့တွေအကုန်လုံးအဲ့လိုပေါ်ပြနေမှာဖြစ်ပါတယ်အဲ့တော့ကျန်တဲ့စတင်ပိုင်းဆိုင်ရာတွေကိုလည်းကိုနှစ်သက်သလိုလိုက်ပြီးတော့ဒဲစီလိုက်ပြီးတော့ချိန်ညှိလို့ရပါတယ်ပြီးတော့ဒီ music ဖွင့်ထားရင်လည်းနောက်တစ် track တွေခေါ်ပြီးတော့ကျွန်တော်တို့ track တွေထပ်ပြီးတော့ပေါင်းပြီးတော့ record ပါထပ်ပြီးဖမ်းလို့ရပါတယ်နောက်ထပ် track တွေခေါ်ပြီးကျွန်တော်ဒါ recording ထပ်ပြီးတော့ဖမ်းလို့ရပါတယ်အဲ့တော့အရေးကြီးတဲ့ဥစ္စာကကျွန်တော်တို့ကတချင်းကိုအရင်ဆုံး software ဖွင့်ဝင်မယ်ဝင်ပြီးရင်ကျွန်တော်ဒီ file ဆိုတဲ့နေရာလေးကိုနှိပ်ဝင်မယ်နှိပ်ဝင်ပြီးတော့ကျွန်တော်တို့က file ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပြီးတော့ open နဲ့ကိုလိုချင်တဲ့တချင်းကိုရေးမယ်ရေးနှိပ်ပြီးရင်ကျွန်တော်ဒီအပေါ်က transform ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပြီးတော့တတိယစာသားနေရာ plugin name ဆိုတဲ့နေရာရှိပါအဲ့နေရာလေးရောက်အောင်ရှိပါရှိပြီးရင်မြားလေးနဲ့ဘေးနားကိုဆွဲပြီးတော့ Crodino ဆိုတဲ့စာတန်းနေရာထိဆက်ဆွဲပြီးတော့သူ့ရဲ့ဘေးနားကော့ estimate ဆိုတဲ့နေရာထိကိုရောက်အောင်တွားပြီးတော့အဲ့နောက်ဆုံးနေရာမှာကော့ estimate ဆိုတဲ့နေရာရောက်ရင်မောက်နဲ့ကလစ်နှိပ်လိုက်ပါနှိပ်ပြီးတော့ဟိုးအောက်ဆုံးက OK ကိုနှိပ်ပြီးရေးကြည့်ပါနဲ့အဲ့ဒါဆိုရင်သူဒါခုနအစိမ်းရောင်ဗရာပုံစံလေးနဲ့ဒါကော့တွေကိုအန်ကုတ်တင်းလုပ်ပေးနေမှာဖြစ်ပါတယ်အားလုံးပြီးသွားရင်တော့ကော့တွေကိုတချင်းရဲ့ကော့တွေကိုဒီလိုမျိုးမြင်တွေ့နားဆင်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Sonic Visualizer ဆိုတဲ့ software ကိုအသုံးပြုပြီးတော့တချင်းတွေရဲ့ guitar ကော့တွေကိုရှာတဲ့ software လေးကိုအသုံးပြုတဲ့နည်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်